Hello, welcome back to Villages English. ဒီနေ့မှာတော့ကျွန်တော်တို့ဒီနာဂတ်အကြောင်းပြောတဲ့အခါမှာအရန်ကိုအသုံးတည့်တဲ့ဒီ simple future tense ကိုလေ့လာကြည့်လိုက်အောင်ပါ။သူ့ရဲ့ဒီပုံစံလေးကိုတိဆောက်ပုံလေးကိုလေ့လာကြည့်အောင်ပါ။ပထမဆုံးအနေနဲ့ရိုးရိုးဝါကြဆိုလို့ရှိရင်တော့ subject လာမယ်ပြီးတော့ where လာမယ်ပြီးတော့ point လာမယ်။ဥပမာဆိုလို့ရှိရင်ငါသွားမယ်ဆိုရင် I will go သူသွားမယ်ဆိုရင် he will go သူမသွားမယ်ဆိုရင် she will go သူတို့သွားမယ်ဆိုရင် they will go သူ့ရဲ့ပုံစံ contraction ပုံစံလေးကိုလေ့လာကြည့်အောင်ပါ contraction ပုံစံလေးဆိုရင်ဘယ်လိုဖြစ်သွားမလဲ I will go ဆိုလို့ရှိရင်ဘယ်လိုပြောမလဲ I go they will go ဆိုရင် they will go she will go ဆိုရင် she will go he will go ဆိုရင် he will go he will go we will go ဆိုရင် we will go အဲ့ဒီပုံစံလေးဖြစ်ပါတယ်ဒီ contraction ပုံစံလေးတွေကတော့ကျွန်တော်တို့ဒီစကားပြောတဲ့အခါမှာရောနောက်ပြီးတော့ informal အရေးသားတွေမှာအများကြီးအသုံးတည့်ပါတယ်ဥပမာဆိုလို့ရှိရင်ဒီအငင်းဝါကြဆိုလို့ရှိရင်တော့subject will not plus point ပုံစံလေးဖြစ်ပါတယ်ကျွန်တော်မသွားဘူးဆိုရင် I will not go သူမသွားဘူးဆိုရင် she will not go သူမသွားဘူးဆိုရင် he will not go ကျွန်တော်တို့မသွားဘူးဆိုရင် we will not go သူတို့မသွားဘူးဆိုရင် they will not go တကယ်လို့ will not ကိုမသုံးချင်ဘူးဆိုလို့ရှိရင်လည်း won't လို့လာလို့ရပါတယ်ဥပမာဆိုရင် I won't go he won't go they won't go he won't go it won't go အဲ့လိုမျိုးလေးသုံးလို့ရပါတယ်ဒါကတော့ contraction ပုံစံလေးဖြစ်ပါတယ်မိကုံးလုပ်မယ်ဆိုလို့ရှိရင်တော့ where ကို subject ရဲ့ရှေ့ကိုပို့လိုက်အောင်ပါပဲသူ့ရဲ့ရှေ့မှာ WH question ရှိမယ်ပြီးတော့ where လာမယ်ပြီးတော့ subject လာမယ်ပြီးတော့ point လာမယ်ဒါကတော့ question form လေးဖြစ်ပါတယ်ဥပမာဆိုရင် where you go where she go where he go where they go စသဖြင့်ပြောလို့ရပါတယ်ဒါကတော့မိကုံးပုံစံလေးဖြစ်ပါတယ် okay သူ့ရဲ့ပုံစံလေးကိုလေ့လာပြီးသွားပြီဆိုလို့ရှိရင်တော့သူ့ကိုဘယ်လိုနေထားတွေဘယ်လိုအချိန်ခါမှာသုံးရမလဲဆိုတာကိုလေ့လာကြည့်လိုက်အောင်ပါပြင်ဆင်ထားတဲ့ formal situation တွေမှာသုံးလို့ရပါတယ်ဥပမာဆိုလို့ရှိရင်တော့ the celebration will begin at 7 p.m. the celebration will begin at 7 p.m. ဒီပွဲอ่ะဆိုလို့ရှိရင်ညနေ9:00နာရီမှာစမယ်ဒါကကြိုတင်ပြင်ဆင်ထားတဲ့ဒီ formal နဲ့သက်ဆိုင်တဲ့ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ tense နဲ့သုံးလို့ရပါတယ် the doctor will see you at 6 p.m. the doctor will see you at 6 p.m. ကျွန်တော်တို့ဆရာဝန်နဲ့6နာရီမှတွေ့မယ်ဆိုတာဒါကြိုတင်သေးချာပြင်ဆင်ပြီးတော့မှဒီ appointment ပေါ့နော်ဒီရချင်းယူပြီးတော့မှဟိုသွားတာဖြစ်တဲ့အတွက်ဒါကြိုတင်ပြင်ဆင်ပြီးတော့သုံးလို့ရတဲ့ကြိုတင်ပြင်ဆင်ပြီးတော့လုပ်တဲ့အနေအထားတစ်ခုမှသုံးခြင်းဖြစ်ပါတယ်နံပါတ်2သုံးလို့ရတဲ့အချက်တစ်ခုကတော့ official announcement ဥပမာ company သို့မဟုတ်အဖွဲ့အစည်းတစ်ခုကနေပြီးတော့တရားဝင်ကြေညာချက်ထုတ်တဲ့အခါတွေမှာဆိုလို့ရှိရင်လည်းဒီ tense ကိုသုံးလို့ရပါတယ် BOC company will open new factory next year BOC company will open new factory next year BOC company ဟာဆိုလို့ရှိရင်နောက်ထပ်စက်ရုံတစ်ခုကိုလာမယ့်နှစ်မှာဖွင့်လှစ်မယ်လို့ကြေညာထားတယ်ပေါ့နော်အဲ့လိုကြေညာချက်တွေထုတ်ပြန်တဲ့အခါမှာလည်းဒီ tense ကိုသုံးလို့ရပါတယ်နံပါတ်3အနေနဲ့သုံးလို့ရတဲ့နေရာလေးကတော့ prediction ခန့်မှန်းပြောဆိုတဲ့အခါတွေမှာလည်းအရန်ကိုသုံးတည့်ပါတယ်ဥပမာဆိုရင်ရာသီဥတုခန့်မှန်းတာနောက်ပြီးတော့ဒီအခြေအနေတွေကကိုကြိုတင်ခန့်မှန်းတဲ့အနေအထားတွေမှာဆိုလို့ရှိရင်လည်းဒီ simple future tense ကိုသုံးလို့ရပါတယ် I think it will rain ဒါငါမိုးရမယ်လို့ယူဆတယ်ပေါ့နော်ငါခန့်မှန်းနေဆိုတဲ့အနေအထားမျိုးပြောခြင်းဖြစ်ပါတယ် Expert says the living cost will rise by the end of the years ဒီနှစ်ကုန်နာနဲ့ဒီလူနေမှုစိတ်တွေဟာပို့ပြီးတော့မြင့်မားမယ်လို့ဒီတွက်ကြည့်ပညာရှင်တွေကခန့်မှန်းထားကြတယ်အဲ့လိုမျိုးခန့်မှန်းပြောဆိုချက်တွေကိုသုံးတဲ့အခါမှာလည်းဒီ simple future tense ကိုသုံးခြင်းဖြစ်ပါတယ်နောက်ထပ်နံပါတ်4အနေနဲ့သုံးလို့ရတဲ့နေရာလေးတစ်ခုကတော့ the decision that is made at the time of speaking စကားပြောနေတဲ့လက်နဲ့ဒီကြိုတင်ပြင်ဆင်ခြင်းမရှိဘဲနဲ့ရုတ်တရက်ဆုံးဖြတ်ပြီးတော့ရုတ်တရက်ထားလုပ်တဲ့အရာတွေမှာဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်ဥပမာဆိုရင်ကိုယ်စားတော့ဆိုင်တစ်ဆိုင်ကိုရောက်တယ်ကိုဘာစားရမလဲဆိုတာကိုကြိုတင်စီစဉ်ထားတာလည်းမရှိဘူးဒါပေမဲ့ menu ကိုကြည့်ပြီးတော့မှI order pizza I order chicken pizza ငါ chicken pizza စားမယ် I order a glass of white wine ငါ white wine တစ်ခွက်တောက်လိုက်မယ်ဒါတွေကကြိုတင်ပြင်ဆင်ကြခြင်းမရှိဘဲနဲ့ရုတ်တရက်ဒီဆုံးဖြတ်ချပြီးတော့ပြောဆိုတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီ tense လေးကိုသုံးလို့ရပါတယ် I'll take taxi to Manly Hill I'll take taxi to Manly Hill မန်လီတောင်ကိုသွားလို့ရှိရင်ငါတက္ကစီငှားသွားလိုက်တော့မယ်ဒါတွေကကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲနဲ့ရုတ်တရက်ဆုံးဖြတ်ချပြီးလုပ်တဲ့အနေအထားမျိုးကိုပြောခြင်းဖြစ်ပါတယ်ငါအနေနဲ့သုံးလို့ရတဲ့နေရာလေးတစ်ခုကတော့ possibility ပေါ့နော်ဖြစ်နိုင်ခြေကိုပြောဆိုတဲ့အခါမှာလည်းသုံးလို့ရပါတယ် what will you do tonight မင်းဒီညဘာလုပ်မှာလဲလို့မေးလိုက်တဲ့အခါမှာဆို
maybe I stay at home and watch movie maybe I stay at home and watch movie အိမ်မှာနေပြီးတော့ရုပ်ရှင်ကြည့်မယ်ပေါ့နော်ဒါကိုဖြစ်နိုင်တဲ့ဟာပေါ့နော်ကိုပြောခြင်းဖြစ်ပါတယ်will you join tomorrow party လက်ဖန် party ဝဲအတွက်ကိုမင်းလာပြီးတော့လက်ဖန် party ဝဲကိုမင်းလာမှာလားဆိုရင်I think I will be there ငါတော့လာမယ်လို့ထင်ပါတယ်ပေါ့နော်ဒါကိုယ့်ရဲ့ဖြစ်နိုင်ခြေလာနိုင်ခြေကိုပြောခြင်းဖြစ်ပါတယ် will you join the class မင်းဒီတန်းကိုတက်မှာလား will you take the class မင်းဒီတန်းကိုတက်မှာလားဆိုရင်maybe I will take the class ငါဒီတန်းကိုတက်ကောင်းတက်မယ်ပေါ့နော်ဒါပေမဲ့တက်ဖို့တော့အရင်ကြီးတရားရခင်တော့မသိကြသေးဘူးပေါ့နော်တက်ရင်လည်းတက်မယ်မတက်ရင်လည်းမတက်ဖြစ်ဘူးဖြစ်နိုင်တဲ့အနေအထားတစ်ခုကိုပြောဆိုတဲ့အခါမှာဆိုလို့ရှိရင်ဒီ simple future tense ကိုသုံးရင်းဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ဒီ tense လေးကိုသုံးတတ်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးအကျိုးရှိရဆိုရင်တော့ကျွန်တော်ရဲ့ page ကို like follow share လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျာ Thank you so much for watching bye for now and see you in coming videos